everyone အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တရားပါကျွန်တော်အခုအလုပ်လေးတစ်ခုနဲ့မိတ်ဆက်ပေးကြလို့ပေါ့နော် main ကလေးတွေအတွက်ပါထိုင်းနိုင်ငံမှာရှိတဲ့သူတွေမလေးရှားမှာရှိတဲ့သူတွေမြန်မာပြည်တွင်းမှာရှိတဲ့သူတွေအလုပ်ချလို့ရပါတယ်ကျွန်တော်ရှိမှာမစ်တီဖြော်တတ်တဲ့သူလို့ကျွန်တော်မှာဘာပဲဒီတို့မစ်တီကိုဖြော်တတ်တဲ့ main ကလေးအသက်35နှစ်အောက်ဖြစ်ရမယ်အသက်က35နှစ်အောက်အင်္ဂလိပ်လိုပြောတတ်ရမယ် Chinese လို basic နည်းနည်းလေးပြောတတ်ရုံနဲ့အဆင်ပြေပါတယ်လောကလာစာရန်ကောင်းတယ်လာစာ1500 blend 200 housing law 200ပေါ့နော်အစားကျွေးပါတယ်အဲ့တော့ rest day ကလည်း 2 day off ကိုမစ်ဒီဖြော်တတ်ကမယ်ဘာပဲဒီလိုမစ်ဒီလိုဖြော်တတ်ကမယ်ပေါ့နော်ဖြော်တဲ့ဝင်နဲ့ကျွန်တော်ရှင်မှာအလုပ်ရှောက်လို့ရပါပြီ CP form introduction video ဘာပဲဒီ making video midi making video တွေရှိရုံနဲ့ကျွန်တော်ရှင်မှာအလုပ်ချောက်လို့ရပါပြီအဲ့တော့ကျွန်တော်ဒီအခုမှအပေါ်မှာပြထားရတဲ့အအဲ့ဒီလိုမျိုးလေးဖြော်တဲ့ရုံနဲ့ကျွန်တော်ရှင်မှာ CP form ထပ်လို့ရပြီလောကလာစာရန်ကောင်းတဲ့အတွက်ကြောင့်မလို့ကိုယ်တိုင်စူးစမ်းမှတော့ရမယ်အသက်35နှစ်အောက် main ကလေးတွေထိုင်းနိုင်ငံမှာရှိနေပါစေမလေးရှားမှာရှိနေပါစေမြန်မာပြည်တွင်းမှာဖြစ်နေပြီကျွန်တော်ရှင်မှာအလုပ်ချလို့ရပါပြီဒီ positive ဂျမ်မှာဂျိုမီပါဘူးအဲ့ဒီအတွက်ကြောင့်မလို့ခေါ်မှာ3ယောက်ခေါ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှင်မှာလာပြီးတော့ CV ထပ်လို့ရပါပြီ3ယောက်တည်းခေါ်မှာဖြစ်တဲ့အတွက်ကြောင့်မြင်မြန် CV ထပ်မှာအဆင်ပြေမယ်ကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တီဟာပါ